မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေလူပုံရေးဆွဲခြင်းလေ့ကျင့်ခန်းများကိုဆက်လက်တင်ပြလိုက်ပါတယ်မလိုတော့တဲ့ပုံပန်းမြင်းတွေကိုဖျက်ထုတ်လိုက်ပြီးပုံလေးကိုလက်စားတက်လိုက်ပါပြီခုတော့ဒီလောက်ပါပဲအားလုံးပဲရလန်းချမ်းမြေ့ကြပါစေ